နေပြီဟုတ်ကိုတရလောက်ရှိရတယ်အကြိုက်လေးချင်းရမယ်လို့ပြောတယ်လက်တွေခဏကြီးရှိတဲ့အထိပေါ့နော်နည်းနည်းအလေးချင်းစင်ပြီးဒါပေမဲ့ကိုကမျက်လုံးပါပါနေမှာဆိုတော့လေအဝေးမုံဆိုဒီအနီးကကျိုးတွေကမျက်စိထဲမှာဝါးညာပြီးတော့အောက်ဆုံးကျိုးနဲ့ကြောင်းကလည်းအယောင်မပါဘူးတန်ကျိုးဆိုတော့လေဒီနေ့ကတိတ်စမပြေနေဒါလည်းကိုတည်းလောက်ရှိရဒီနေ့ကတော့ပါပဲတက်တယ်လေနားနေပါပြီ